အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မိမိဖုန်းရဲ့ Play Store ထဲမှာ Auto Update ဖြစ်ပြီးတော့အသုံးမပြုဘဲနဲ့ Auto Update ဖြစ်ပြီးဘေးစားနေတဲ့ software တွေကိုတပ်ပိတ်ပြီးတော့မိမိအသုံးပြုတဲ့ software ကိုသာတည်တံ့ update တင်တဲ့နည်းလေးကိုလုပ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော် Play Store တွေကိုနှိပ်ဝင်ပေးလိုက်ပါဒီမှာကျွန်တော်တို့အပေါ်မှာရှိတဲ့ profile နဲ့ profile ပုံစံလေးကိုနှိပ်ဝင်ပေးရပါမယ်ပြီးရင်ကျွန်တော်တို့ setting ထဲကိုသွားရပါမယ်ပြီးရင်ကျွန်တော်တို့ setting ထဲကိုနှိပ်ဝင်ပေးရပါမယ်ဒီနေရာကိုနှိပ်ဝင်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာအပေါ်ကိုလည်းဆွဲတင်ပေးလိုက်ပါ network buffering ဆိုတဲ့ဟာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့ auto update app ဆိုတဲ့ app auto update app ဆိုတဲ့ဟာလေးတွေ့ပါလိမ့်မယ်ကျွန်တော်တို့ဒီနေရာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်ဒီမှာကျွန်တော်တို့ do not update app ဆိုတဲ့ဟာလေးကိုအောက်ဆုံးအစာကြောင်းလေးကိုနှိပ်ထားပေးရပါမယ်ကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မိမိဖုန်းထဲက software တွေက သူ့လို auto update မတင်တော့ပါဘူးမိမိစိတ်ကြိုက်အသုံးပြုတဲ့ software ကိုသာရွေးတင်မှရမှာပါကျွန်တော်တို့ဒီဟာလေးကို do not auto update app ဆိုတဲ့ဟာလေးကိုနှိပ်ထားပေးလိုက်ပါဒါဆိုလို့ရှိရင်တစ်ချက်ပြီးပါပြီကျွန်တော်တို့ဒီဖုန်းထဲမှာရှိတဲ့ဒီ software တွေက auto update မဖြစ်တော့ပါဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့ပေးစားလဲတက်တာပါပြီပြီးမှရင်ကျွန်တော်တို့ဒီဒုတိယနည်းလမ်းလေးကိုလုပ်ဖို့အတွက်ကျွန်တော်တို့အပေါ်က profile ပုံစံလေးကိုနှိပ်ဝင်ပေးလိုက်ပါဒီနေရာလေးကိုပဲထပ်ပြီးတော့နှိပ်ဝင်ပေးလိုက်ပါပြီးမှကျွန်တော်တို့ဒီနေရာမှာ manage app device ဆိုတဲ့ဟာလေးကိုနှိပ်ဝင်ပေးရပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်တို့အောက်မှာရှိတဲ့ update available ဆိုတဲ့ဟာလေးကိုနှိပ်ပေးရပါမယ်ဒီဟာလေးကိုနှိပ်ပေးရပါမယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာခုနကကျွန်တော်ပြောပြရတယ်မိမိစိတ်ကြိုက်မိမိအသုံးပြုတဲ့ software ကိုပဲကျွန်တော်တို့ဒီ software ကိုအသုံးပြုမှာဒီ software ကိုကျွန်တော်တို့ update တင်နေဆိုဒီ software တစ်ခုလေးကိုကျွန်တော်တို့နှိပ်လိုက်အောင်ပါပဲ update all နဲ့နှိပ်လို့ရပါတယ်ဒါပေမဲ့မိမိတင်နေတဲ့ software ကိုပဲ update တင်ပေးလိုက်ပါကျွန်တော်တို့ ChatGPT ကိုကျွန်တော်တို့ update တင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ChatGPT ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါဒီနေရာလေးကိုနှိပ်ပေးလိုက်ပါဒီထဲမှာမိမိရဲ့ဖုန်းထဲက software တွေကိုမိမိသုံးပြုတဲ့ software ကိုပဲ update လာတင်လို့ရပါတယ်ကျွန်တော်တို့ပထမချက်မှာပိတ်ထားခဲ့တဲ့ဒီ do not auto update ဆိုတာကိုပိတ်ထားပြီးတဲ့အတွက်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ software တွေကသူ့လို auto update မဖြစ်တော့ပါဘူးအဲ့လိုမျိုးပိတ်ထားလို့ရှိရင်ကျွန်တော်တို့ပေကုန်နဲ့တက်တာပါတယ်ပေစားနဲ့တက်တာပါတယ်မိမိအသုံးပြုတဲ့ software ပဲဒီထဲမှာကျွန်တော်တို့ update လာတင်လို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပေးတော့အောင်နောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးတော့အောင်လို့ရအားလုံးကျေးဇူးတင်ပါတယ်